ပုံစံကောင်းတွေစတိုက်ပြသနေတဲ့ရီရဲကိုအန်ဖီမှာအကောင်းဆုံးအခန့်အောင်မဲ့လီဗာပူးအားလုံးပဲမင်္ဂလာပါရှင်စပေါ့ကဘာကနေကြိုဆိုလိုက်ပါတယ်နိုဝင်ဘာလ9ရက်နေ့အင်္ဂါနေ့ညလယ်မှာတော့လီဗာပူးအသင်းဟာရီယယ်မက်ဒရစ်အသင်းကိုအန်ဖီမှာအခန့်သွားဖို့ရှိပါတယ်ဥရောပရဲ့နာမည်ကျော်အသင်းတွေဖြစ်တဲ့အလျောက်ဒီပွဲစဉ်ကလည်းပြည်သက်တွေကိုဆွဲဆောင်လာအောင်ပါပြည်သက်တွေ့ဆုံမှုတွေမှာလီဗာပူးကနည်းနည်းလေးအားပြော့ပြီးတော့မနစ်ကရာသီတွေ့ဆုံတော့ကတော့2-0ဆိုတဲ့ရလဒ်နဲ့အနိုင်ရထားတာကိုတွေ့ရပါတယ်လက်ရှိချန်ပီယံလိအုပ်စုမှာရီရဲက3ပွဲကစား3ပွဲစလုံးကိုနိုင်ထားသလိုအုပ်စုနောက်တစ်ဆင့်ကိုဓာတ်ရိုက်တက်လှမ်းမှုအားကောင်းနေပါတယ်လီဗာပူးကတော့3ပွဲကစား2ပွဲနိုင်2ပွဲရှုံးထားပြီးတော့ဇယားအဆင့်10မှာရောက်နေပါတယ်အုပ်စုဆင့်ကိုဓာတ်ရိုက်တက်လှမ်းနိုင်မှုအတွက်ဆိုရင်ဒီရီရဲနဲ့ပွဲစဉ်မှာရမှတ်တွေမဆုံးရှုံးဘူးတော့လိုအပ်ပါတယ်လီဗာပူးကဥရောပပွဲစဉ်တွေအဖြစ်ဂလာတာဆာရီကိုအဝေးကွင်းမှာအရေးနှိမ်ထားပြီးတော့ဖရန့်ဖတ်အက်တလက်တီကိုအသင်းတွေကိုတော့အနိုင်ယူထားနိုင်ပါတယ်။ရီယဲကတော့ဂျူဗင်တက်၊မာဆေး၊အယ်မန်တီအသင်းတွေကိုအနိုင်ယူထားနိုင်တာကိုတွေ့ရပါတယ်။နောက်ဆုံးပွဲစဉ်တွေကိုကြည့်ရရင်အားလုံးလည်းသိတဲ့အတိုင်းပါပဲ။လီဗာပူးအသင်းကရှုံးပွဲတွေများနေရင်ကနေပြီးခဲ့တဲ့ပွဲစဉ်ကမှအက်စတန်ဗီလာအသင်းကိုအနိုင်ယူထားတာပါ။ဒီပွဲကိုအနိုင်ရထားတာကြောင့်လည်းပဲအသင်းသားတွေကအားတက်နေပါတယ်။ခရာဘောင်ပွဲစဉ်မှာပဲလစ်ကိုအရန်ကစားသမားတွေနဲ့အတူ3ဂိုးပြတ်အရေးနှိမ်ထားတာတွေချယ်ဆီ၊မန်ယူ၊ဘရန်ဖို့တို့ကိုပရီးမီးယားလိပွဲတွေမှာရှုံးထားတာတွေကလီဗာပူးအတွက်အားနည်းချက်တွေလိုဖြစ်ခဲ့ပြီးတော့ဒါတွေကိုအသုံးချပြီးလီဗာပူးအနေနဲ့တည်ငြိမ်တဲ့ပုံစံတစ်ခုကိုပြန်လည်တည်ဆောက်နေကြပါတယ်။ရီယဲကတော့လက်ရှိမှာအကောင်းဆုံးပုံစံကိုရောက်ရှိနေပြီးတော့နီးပြတဲ့အလွန်ဆိုနဲ့အတူနိုင်ပွဲတွေဆက်နေပါတယ်။လီဗာပူးကိုလေ့လာကြည့်ရင်ကွင်းလယ်ပိုင်းကတောင့်တင်းလာပြီးတော့ဆိုဘိုဂရာဘီမာကာဆိုတဲ့အတွဲဖက်ကအတော်လေးကိုအချိတ်ဆက်ကောင်းမွန်တယ်လို့ဆိုလို့ရပါတယ်။ဒါကြောင့်လည်းပဲလာမယ့်ပွဲမှာဒီကွင်းလယ်အတွဲကိုသုံးလာနိုင်ပါတယ်။တိုက်စစ်ပိုင်းကတော့အသေးစိတ်ကြည့်လိုက်လို့ရှိရင်အားနည်းချက်တချို့ရှိတယ်ဆိုတာထက်အားသာချက်တွေကပိုများတယ်လို့ပဲဆိုရပါမယ်။ဒီဂိမ်းပလီယာဆာလာတယောက်ခြေစွမ်းပြန်ကောင်းလာမှုနဲ့အတူတိုက်စစ်ကအသက်ပြန်ဝင်လာဖို့ရှိပါတယ်။ရီယဲအသင်းကလည်းကွင်းလယ်ကအတော်လေးတောင့်တင်းပါတယ်။သူတို့မှာဘယ်လင်ဂန်အာဒါဂူလာတို့လိုကစားသမားမျိုးတွေရဲ့ကာမာဖင်ကဂျူအာမန်နီတို့လိုကစားသမားတွေလည်းရှိပါတယ်။ဘယ်ဝါဒီလိုဆွဲဆောင်ရကစားသမားလည်းရှိသလိုတိုက်စစ်မှာအမ်ဘာဘေဖီနစ်ရှာတို့လည်းရှိနေပါတယ်။ရီယဲကိုခြုံကြည့်လိုက်ရင်တသင်းလုံးကအတောင်တင်းဆုံးအခြေအနေမှာရှိပြီးတော့အသင်းတိုင်းကိုကောင်းကောင်းရှင်ပြိုင်နိုင်စွမ်းရှိတာကိုတွေ့ရပါတယ်။ဒဏ်ရာရကစားသမားစင်းတွေကိုကြည့်ရရင်တော့လီဗာပူးမှာကဝင်းလယ်လူကာတီကျုံကလေ့ကျင့်ခန်းပြန်ဝင်နေပြီးတော့တိုက်စစ်မှုအီဆက်ကတော့ဒီပွဲအတွက်ပြုလုပ်တဲ့လေ့ကျင့်ရေးစီစဉ်နေမှာမရှိသေးပါဘူး။ပရင်ပေါင်လည်းပါဝင်နိုင်မှာမဟုတ်သလိုဘာဇက်တစ်လီယိုနီအလီဆန်တို့ကလည်းဆက်လက်ပြီးတော့လွှဲချော်အောင်ပါပါ။ရီယဲဘက်ကတော့ခံစစ်မှုတွေဖြစ်တဲ့အာရာဘာရူဒရီဂါတို့အပြင်ဝိုင်းရင်ကစားသမားကာဘာဂျယ်တို့ကလည်းတရားရနေလို့ဒီပွဲကိုပါဝင်နိုင်မှာမဟုတ်သေးပါဘူး။ဆိုတော့လီဗာပူးကိုရင်ဆိုင်မဲ့သူတို့ကစားသမားစင်းမှာဆိုရင်ဂူသမားကခေါ်တိုရစ်ခံစစ်မှာဝိုင်ဆန်မလီတောက်ခါရာရက်စ်ဘယ်ဗာဒီတို့ကတာဝန်ယူနိုင်ပြီးတော့ကွင်းလယ်အဖြတ်မှာချူအာမန်နီနောက်ပြီးတော့ကွင်းလယ်မှာဗယ်လင်ဂန်ဂူလာဒေတောင်မန်မှာဗီနီစီယက်ညတောင်မန်မှာပြီးခဲ့တဲ့ပွဲမှာအတိုင်းကာမာဖင်ကနဲ့အထောက်မှာအမ်ပါဘီတို့ကိုသုံးလာနိုင်ပါတယ်။အာနိုရိုဒီဂိုတို့လိုကစားသမားတွေကတော့အရင်အဖြစ်ရှိနေပါလိမ့်မယ်။လီဗာပူးကတော့4-2-3-1နဲ့ပဲဂိုသမားနေရာမှာမမာဒက်စ်ဗီလီခန်းစစ်မှာဗန်ဒိုက်ကူနာတီဘရက်ဒလီရောဘတ်ဆန်ကွင်းလယ်မှာဆိုဘိုဂရာဘီနဲ့အလွန်ဆိုရတပည့်ဟောင်းဖြစ်တဲ့ဗစ်တိုကိုတွဲသုံးလာနိုင်ပြီးတော့တိုက်စစ်မှာဆာလာကပ်ပိုအီကီတီကီတို့ကပေါ်ထွက်လာနိုင်ပြီးတော့ကီဇာရီယိုတို့လိုကစားသမားတွေကတော့အရင်အဖြစ်ရှိပါလိမ့်မယ်။ပွဲကတော့တကယ်ကိုမြိုင်ဆိုင်ပါပါ။လီဗာပူးကစားသမားဟောင်းအလွန်ဆိုကနီးပြအဖြစ်နဲ့အန်ဖီကိုပြန်လည်ရင်ဆိုင်ရမှာဖြစ်တယ်လို့ဂုံတိတ်ခါအတွက်လည်းအသေးအတန်စူးစမ်းလာကြအောင်မှာဖြစ်လို့တကယ်ကိုမြိုင်ဆိုင်လာဖို့ရှိနေပါတယ်။အန်ဖီမှာခြေစွမ်းတည်ငြိမ်စားပြုနေတဲ့လီဗာပူးအနေနဲ့ပုံစံကောင်းတွေကိုတောက်လျှောက်ပိုင်ဆိုင်ထားတဲ့ရီယဲကိုတရေကစားခဲ့ရင်တော့မှလီဗာပူးပရိသတ်တွေအနေနဲ့တော့အပြစ်မြင်ကြမှာမဟုတ်ပါဘူး။ဒီပွဲစဉ်နဲ့ပတ်သက်ပြီးခံမှန်းရလက်လေးတွေကိုလည်းဆွေးနွေးခဲ့ကြပါအောင်နော်။အန်ဖီရဲ့ချန်ပီယံညာချမ်းတွေကဘလောက်အထိအသက်ဝင်လာအောင်မလဲဆိုတာကတော့အတူတူဆက်လက်စောင့်ကြည့်လိုက်ကြပါစို့ရှင်။